ရာကျွန်တော်ကအချိုမကြိုက်ဘူးကြားလည်းမစားဘူးဒါဆိုဘာလို့စီးကြိုဖြစ်တာလဲဆရာဒီမိကုန်းကိုစီးကြိုလူနာတွေထဲမှာမကြာခဏကြားရပါတယ်ဒါအောင်နားလည်ဖို့ဆိုရင်ကျွန်တော်တို့စားလိုက်တဲ့အစားအစာတွေခန္ဓာကိုယ်ထဲမှာဘာဖြစ်သွားလဲဆိုတာကိုအရင်သိဖို့လိုပါတယ်ကျွန်တော်တို့နေ့တိုင်းစားနေတဲ့ထမင်းပေါင်မုတ်ခောက်ဆွဲအာလူအသီးနှံအစရှိသဖြင့်ပေါ့နော်ဒီအစားအစာတွေမှာကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့အာဟာရဓာတ်ပါဝင်ပါတယ်ကာဘိုဟိုက်ဒရိတ်ကိုတော့ကျွန်တော်မြန်မာလိုဒီကစီဓာတ်ပေါ့နော်ကစီဓာတ်လို့ခေါ်ပါတယ်အစာရှိပြီးရဲ့နောက်မှာဆိုရင်တော့ဒီကာဘိုဟိုက်ဒရိတ်တွေကဂလူကို့စ်လို့ခေါ်တဲ့တခြားဓာတ်အဖြစ်ကိုပြောင်းလဲသွားပါတယ်ဂလူကို့စ်ဆိုတာကတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက်အဓိကလိုအပ်တဲ့စွမ်းရည်အရင်းမြစ်တစ်ခုဖြစ်ပါတယ်ဒီဂလူကို့စ်တွေကို small intestine လို့ခေါ်တဲ့ဥသေးကနေပြီးတော့စုပ်ယူပြီးတော့သွေးကြောထဲကိုပို့ပြီးပါတယ်ဒါကြောင့်ကျွန်တော်တို့အစာစားပြီးတဲ့အချိန်မှာဆိုရင်သွေးထဲမှာဂလူကို့စ်ပမာဏမြင့်တက်နေတာကတော့ပုံမှန်ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်သွေးထဲမှာဂလူကို့စ်များလာတာကိုပန်ခရီယပ်ကသိပါတယ်ပန်ခရီယပ်ဆိုတာကတော့မုတ်ချိုအိတ်ပါအဲ့ဒီခါမှာဒီပန်ခရီယပ်ကအင်ဆူလင်လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးထုတ်ပေးပါတယ်အဲ့တော့အင်ဆူလင်ရဲ့အဓိကတာဝန်ကတော့ဂလူကို့စ်ကိုသွေးထဲကနေဆဲရည်တွေကိုရအောင်လို့ကူညီပေးတာဖြစ်ပါတယ်ဂလူကို့စ်ကဆဲထဲဝင်သွားတော့မှကျွန်တော်တို့ရဲ့ချက်သားတွေအလုပ်လုပ်နိုင်ပါတယ်။အော်နိုကနေစွမ်းရည်ရပါတယ်။အခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေပုံမှန်အလုပ်လုပ်နိုင်တာကဒီဂလူကို့စ်ရဲ့စွမ်းရည်ကြောင့်ဖြစ်ပါတယ်။အဲ့တော့ဂလူကို့စ်တွေဆဲထဲဝင်သွားတဲ့အခါမှာသွေးထဲကတခြားဓာတ်ကလည်းပုံမှန်အဆင့်ကိုပြန်ရောက်လာပါတယ်။ဒါဆိုရင်အမျိုးအစားနဲ့စီးချိုကဘာကြောင့်ဖြစ်တာလဲပေါ့နော်။အစပိုင်းမှာဒီပန်ခရီယပ်ကအင်ဆူလင်ကိုထုတ်နေသေးတယ်။ဒါပေမဲ့ဆဲတွေကအင်ဆူလင်ကိုအရင်လိုမတုံ့ပြန်တော့ဘူး။ဒါကိုအင်ဆူလင် resistant လို့ခေါ်ပါတယ်။ဆဲတွေကအင်ဆူလင်ကိုကောင်းကောင်းမတုံ့ပြန်တော့တဲ့အတွက်ကြောင့်မလို့ဂလူကို့စ်ကဆဲထဲလဲမဝင်နိုင်တော့ဘဲနဲ့သွေးထဲမှာပဲစုပုံလာတယ်။အဲ့ဒီအတွက်ကြောင့်မလို့သွေးထဲမှာဂလူကို့စ်ကြီးများလာတယ်ပေါ့နော်။ဒီလိုမျိုးအခြေအနေကိုသွေးကြိုမြင့်တက်ခြင်း hyperglycemia လို့ခေါ်ပါတယ်။သွေးထဲမှာတခြားဓာတ်တွေများနေတော့ဒီပန်ခရီယပ်ကနေပြီးတော့အင်ဆူလင်ကိုပို့ပြီးတော့ထုတ်ဖို့သူကစူးစမ်းရတယ်။ဒါပေမဲ့ထုတ်ကြတာတွေများပြီးတော့နှစ်တွေကြာလာတဲ့အခါမှာအလုပ်ပိုလုပ်နေရတဲ့ဒီပန်ခရီယပ်ရဲ့အင်ဆူလင်ထုတ်လုပ်နိုင်တာကတဖြည်းဖြည်းနဲ့ကျောကျလာတယ်။ဒီအချိန်မှာသွေးကြိုကိုထိန်းရပိုခတ်ပြီးတော့စီးကြိုဖြစ်တာပဲဖြစ်ပါတယ်။အချိုမစားလဲဘာကြောင့်စီးကြိုဖြစ်နိုင်တာလဲ။ဘာကြောင့်လဲဆိုတော့စီးကြိုဖြစ်ရတဲ့အကြောင်းရင်းကအချိုစားတာတခုတည်းမဟုတ်ဘူး။မိသားစုမှာမျိုးရိုးရှိတာပိုက်ပူခြင်းကိုလေးချိန်တွေများခြင်းလေ့ကျင့်ခန်းမလုပ်ဘဲနဲ့ထိုင်နေရတဲ့အချိန်တွေများခြင်းအသက်40ကျော်လာပြီးပေါ့နော်အထူးသဖြင့်ကျွန်တော်တို့အာရှလူမျိုးတွေမှာအသက်40ကျော်လာပြီဆိုရင်ဂရုစိုက်ကသွေးပေါင်ချိန်မြင့်တက်ခြင်းသေရင်းအဆီဓာတ်မမှန်ခြင်းပေါ့ဒီလိုမျိုးအန်ရရှိရဲ့လက္ခဏာတွေရှိတယ်ဆိုရင်လည်းစီးကြိုဖြစ်နိုင်ပါတယ်အားကြောင့်အချိုမစားရုံနဲ့စီးကြိုမဖြစ်ဘူးလို့မပြောနိုင်ပါဘူးဒါဆိုရင်ဘာလုပ်သင့်လဲပေါ့နော်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုစားပါကိုလေးချိန်ကိုပုံမှန်ပြည့်အောင်လို့ထိန်းပါဘက်ကအနည်းဆုံးမိနစ်150ခန့်ကိုလက်လောက်ရှာလေ့ကျင့်ခန်းလေးတွေပြုလုပ်ပေးပါခုနကကျွန်တော်အပေါ်မှာပြောခဲ့တဲ့အန်ရရှိတဲ့အခြေအနေတွေရှိရဆိုရင်သွေးကြိုစစ်ဆေးပေးပါစီးကြိုရှိရလို့အတည်ပြုတယ်ဆိုရင်တော့ဆရာဝန်နဲ့ပုံမှန်ကုသမှုခံယူရမှာဖြစ်ပါတယ်ဒါကြောင့်အမျိုးအစားနဲ့စီးကြိုဆိုတာအချိုစားလို့ဖြစ်တဲ့ယောဂတစ်ခုတည်းမဟုတ်ပါဘူးခန္ဓာကိုယ်ကအင်ဆူလင်ကိုထိရောက်စွာအသုံးမချနိုင်တော့တာနောက်ပိုင်းမှာအင်ဆူလင်ထုတ်လုပ်နိုင်စွမ်းတွေလျော့လာတာဒီနှစ်ခုပေါင်းပြီးတော့မှဖြစ်လာတဲ့ယောဂဖြစ်ပါတယ်ဒါကြောင့်အချိုမစားတာကတော့ကောင်းမွန်တဲ့အလေးအထားဖြစ်ပါတယ်ဒါပေမဲ့စီးကြိုကောက်ွယ်ဖို့အတွက်ကတော့ကျန်းမာတဲ့လူနေမှုပုံစံကိုယ်လေးချိန်ထိန်းခြင်းပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းတို့နဲ့လိုအပ်မယ်ဆိုရင်သွေးကြိုစစ်ဆေးခြင်းကပို့ပြီးတော့အရေးကြီးပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မိတ်ဆွေတို့အကျိုးရှိတယ်ဆိုရင်တော့ like and share ပြုလုပ်ခဲ့ပေးပါနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ထွေထွေရောဂါကုဆရာဝန်ဒေါက်တာရဲလွင်ပဲဖြစ်ပါတယ်